Yata nuba wa do yekha newa dhatinti bidana. Yekha sura homezo nadi magaunso wari era de gare. Di mita toye aswanda goja. Chauseya lanseya ayonigo. Mita pwamya de puku peroma mapyaja bude. Soluraga mita bhavana pwamya athoni de puku. Thomo hori mita toku yufa treze de puku. Chauseya kaune. Nablu ga ve phit si tse teya ve phit si 6 လန့်ခြင်းမပြုဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့6လန့်ခြင်းမပြုဘူးဒီမေတ္တာရဲ့အစွမ်းတကူကြောင့်သူတို့ကလည်းကိုယ်ခင်မင်သည့်အတွက်ကြောင့်ဘယ်တော့မှကြောက်เสียလန့်เสียအာယုန်တွေကိုမပြဘူးတဲ့ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်ယတ္တာနုဘဝတော်မေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ရက်ခါနတ်ဘလူတို့သည်ဘိတနံကြောက်မဲ့ဖွဲ့အစင်းအာယုံကိုနတ်ဓာသင်္တိဘယ်တော့မှမပြကြဘူးသူတို့ပြမှမြင်တာကိုဒါကြောင့်မို့လို့ဒါလည်းဟောဒီမေတ္တာတုတ်ခြင်းသို့မဟုတ်မေတ္တာတရားပွားများခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲအဲ့ဒါတွေမကဘူးတဲ့ယံမိစေဝါနုယုံဆံတော့ဒါတော့မကဘူးအဲ့ဒီမေတ္တာတုတ်ကိုကြိုးစားပြီးတော့ရွတ်ဖတ်မယ်သို့မဟုတ်မေတ္တာဘာဝနာကြိုးစားပြီးတော့ပွားများမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲယံမိစေဝါနုယုံဆံတော်ရတ္တိန်ဒီဝမတ္တန္တိတောရတ္တိန်ဒီဝဆိုတာနေရောညင်ပါအတ္တန္တိတဆိုတာပြည့်ခြင်းမရှိပဲနေရောညာရောတတိယတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်မယ်မေတ္တာကမ္မထံမေတ္တာဘာဝနာကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခံသူပတိချမ်းသာစွာအိပ်စက်ရတယ်ဒီအကျိုးကိုရတယ်ခုနကအင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး17မျိုးအဲ့ဒီ17မျိုးကိုရည်ညွှန်းတာပဲခုခေတ်မှာအိပ်ရတာလဲကောင်းကောင်းမအိပ်ရညအိပ်မပျော်ဘူးဆိုတဲ့လူတွေကလည်းများလာဘာဖြစ်လို့ညအိပ်မပျော်ရသလဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်နေရှိနေသည့်အတွက်ကြောင့်အိပ်မပျော်တာဖြစ်တယ်ဒါကြောင့်မို့မေတ္တာတွေပွားများအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခံသူပတိချမ်းချမ်းသာသာအိပ်စက်ရတယ်တုတ်တော့အိပ်ပျော်နေတဲ့အခါမှာလဲပါပံကိဉ္စိနပ္ပတတိမကောင်းတဲ့အိပ်မက်တစ်စုံတစ်ခုမှမမက်ဘူးတဲ့တချို့ကြတော့အိပ်တော့အိပ်ပျော်ပါရဲ့အိမ်မက်ထဲမှာကြောက်စရာလန့်စရာတွေအိမ်မက်တွေနဲ့လန့်လန့်ပြီးတော့နိုးရတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲမေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအထောက်ပေးရမယ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဆိုကြရမယ်ဒီလိုဆိုလိုတာဧဝမာတိခုနုပေတံယခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာတုတ်ကိုဧဝမာတိခုနုပေတံပရိတံတမ္ပနာမဟိအယန္တာဖြစ်တဲ့ဟောဒီမေတ္တာတုတ်ကိုတို့တွေရွတ်ဆိုကြပါစို့လားလို့ဒီလိုအာဘိစကားပြောတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟောဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်လန့်ွယ်အာယုန်တွေကိုဘလူတရေတွေကမပြကြဘူးမေတ္တာတုတ်ပေါ်မှာအမြဲတမ်းရွတ်ဖတ်တဲ့စေမယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်နေရောညရောမပြင်းမရိမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ချမ်းချမ်းသာသာအိပ်စက်ရတယ်အိပ်ပျော်နေတဲ့အခါမှာလည်းအိမ်မဆိုးမမဲရဘူးစတဲ့ခုံကျေးဇူးတွေအကျိုးကျေးဇူးတွေကိုပေးနိုင်တဲ့ဟောဒီမေတ္တာတုတ်ပရိတရားတော်ကိုတို့တွေရွတ်ဖတ်ကြပါသောလားလို့ဒီလိုဆိုလိုတာပေါ့နော်တိုက်တွန်းနှိုးဆော်တဲ့စကားလေးတစ်ခု